Okay, fuzzy controller အကြောင်းပြောရအောင် fuzzy controller ကတိကျတဲ့သင်္ချာ model တစ်ခုမရှိဘဲနဲ့လူတွေတွေ့ခေါ်တဲ့ပုံစံမျိုးသူကအလုပ်လုပ်တယ်အဲ့တော့ rule based controller မျိုးစားလို့ခေါ်တယ်ဆိုလိုချင်တာက rule တွေကတိကျတဲ့ကိန်းဂဏန်းတွေကိုအခြေခံပြီးတော့တွေ့ခေါ်ကြတာမျိုးမဟုတ်ဘဲနဲ့အခြေအနေကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချကြတယ်ဥပမာအဖြစ်အရန်ပူတယ်တိတ်မပူဘူးအရန်နှေးတယ်တာဂက်ကိုရောက်ကန်နေပြီစသဖြင့်အခြေအနေကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတယ်fuzzy ကအဲ့ဒါကို copy လုပ်ထားတယ်normal logic နဲ့မတူတာက normal logic မှာက on နဲ့ off နှစ်မျိုးပဲရှိတယ်0လား1လားဒါမှမဟုတ်ပူလား A လားမြန်လားနှေးလားနှစ်ခုပဲရှိတယ်fuzzy မှာကျတော့အခြေအနေတိုင်းအတွက် logic တွေရှိတယ်ဆိုတော့ကျွန်တော်ကပူတယ်နည်းနည်းလေးပူလာတယ်ပူလာပြီအရန်ပူလာပဲစသဖြင့်အခြေအနေတိုင်းအတွက်သူက logic တွေရှိတယ်အဲ့တော့ PI မှာကျတော့ equation ကို base လုပ်တယ် equation ကရလာတဲ့ error တန်ဖိုးကို PI နဲ့မြှောက်ပြီးတော့ output ထုတ်ပေးတယ်အဲ့တော့ fuzzy မှာကျတော့သူ့ရဲ့ error တန်ဖိုးတွေကိုသူ့ရဲ့ fuzzy set လို့ခေါ်တယ်ပေါ့နော် the head of fuzzy လေခေါ်တဲ့ဒီ logic တွေရှိတယ်အဲ့ဒီ logic တွေနဲ့ပြဥပမာအဖြစ်နောက်တန်ဖိုးကအရန်ကြီးနေတယ်ဆိုရင် NL အရန်ငယ်နေတယ်ဆိုရင် NS negative small ပေါ့နော်0ဆိုရင် ZE positive ကအရန်ကြီးနေတယ်ဆို positive large စသဖြင့်အဲ့လိုမျိုးဟာတွေနဲ့ပြတယ် fuzzy control flow မှာအဆင့်၄ဆင့်ရှိတယ်ပထမတစ်ခုက measure ကျွန်တော် target တစ်ခုရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်အခုလက်ရှိရောက်နေတဲ့အခြေအနေPID မှာဆို state error လို့ခေါ်တယ်အဲ့တော့ကျွန်တော် PID လုံးကလည်းလုပ်ခဲ့တယ်အဲ့တော့ measure လုပ်တယ် error တန်ဖိုးတိုင်းတာတယ်နောက်တစ်ခုက falsification ဆိုတာကအပေါ်ကတိုင်းတာပြီးတော့ရလာတဲ့ error တန်ဖိုးကိုကျွန်တော် fuzzy words တွေဖြစ်ပြန်ပြောင်းပေးတယ် fuzzy words တွေဆိုတာကအခုနကကျွန်တော်အရှိမပြောခဲ့တယ် PL တို့ positive large negative small ဆို NS တို့0ဆို ZE တို့အဲ့ဒီ words တွေဖြစ်ပြန်ပြောင်းပေးတယ်နောက်တစ်ခုကနံပါတ်3ချက်က rule evaluation ကအရေးကြီးတယ်ဗျ။သူက if then rule လို့လည်းခေါ်တယ်။သူက passive modulation တွေကိုအပိုင်းလေးတွေပိုင်းနိုင်တယ်။ပိုင်းပြီးတော့လို့ရှိရင်ကျွန်တော်တို့ program ရေးတဲ့ခါကျလို့ရှိရင် if else ထဲမှာထည့်ရေးတယ်။ဆိုချင်တာက if -40 ကနေ0ထိအဲ့ဆိုရင် error တန်ဖိုးအလောက်ဆိုရင် passive modulation ဘယ်လောက်လွှတ်ပေးမယ်။ဒီလိုနောက်တစ်ခုဟိုမှာ -20 ကနေ20ထိပိုင်းလိုက်တယ်။အဲ့ကြားထဲမှာဆိုရင် passive modulation ကိုဘယ်လောက်လွှတ်ပေးမလဲ0ကနေ20ထိ40ထိဆိုကြပါတော့အဲ့ဆိုရင် passive modulation ဘယ်လောက်ထုတ်ပေးမလဲအဲ့အပိုင်းလေးတွေပန်းလိုက်အဲ့တော့ကို overlap ဖြစ်တယ်လို့ခေါ်တယ် overlap က fuzzy မှာတိတ်ကိုအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ controller smooth ဖြစ်ဖို့အတွက် overlap ကအရေးကြီးတယ်နောက်ဆုံးတစ်ခုကတော့ defuzzification ကတော့ကျွန်တော်တို့ဒီ fuzzy words တွေကို passive modulation words တွေကို real passive modulation number တွေဖြစ်ပြန်ပြောင်းပေးတယ်ပြောရရင်အဲ့ဒီတန်ဖိုးတွေကိုစမ်းစာ control ပြန်လုပ်တယ်ဒါကတော့ကျွန်တော်တို့ fuzzy လုံးမဲ့လူတွေအတွက်အကြံဖြင့်သိရမယ့်အချက်တွေဖြစ်တယ်နောက်ဗီဒီယိုတွေမှာကျွန်တော်လိုအပ်တဲ့ tutorial တွေနဲ့ project တွေကိုဆက်ပြီးတော့လုပ်ပြမယ်ဆိုတော့ see you next video